မြန်မာ fighter တွေကိုအားပေးနေတဲ့ပရိသတ်တွေအတွက်ကတော့ပွဲကြီးပွဲကောင်းပါနော်အားလုံးစောင့်မျှော်နေတဲ့ပွဲဖြစ်တဲ့ Super Yi Chan နဲ့ Thai Fighter ဆန်အားတစ်ပေါ့နော်သူတို့နှစ်ယောက်ရဲ့ပွဲစဉ်ကမနေ့ပြန်မတ်လ14ရက်တောက်ကြညထိုင်းစံတော်ချိန်9နာရီခွဲမှာစတင်ပြီးတော့ထိုးတက်တော့မှာပေါ့နော်ဒီပွဲစဉ်ကတော့ဒါ One Championship ရဲ့အထူးပွဲစဉ်ကိုပြောလို့ရတာပေါ့နော်ဘာဖြစ်လို့ဆိုတော့ One Friday Fight ရဲ့ပွဲစဉ်ပေါင်း100မြောက်ပေါ့နော်ဒီလွန်ပလီမှာထိုးလာတဲ့ပွဲစဉ်ပေါင်း100မြောက်ကိုဒါအထူးစီစဉ်အနေနဲ့ပရိသတ်တွေစိတ်ဝင်စားမယ်ပရိသတ်တွေအတွက်တကယ်စိတ်လှုပ်ရှားဖွယ်ဖြစ်မဲ့ပွဲတွေကိုဒါ One Championship ကနေတော့စီစဉ်တယ်လို့ပြောလို့ရတာပေါ့နော်ဒါမြန်မာပရိသတ်တွေကြားထဲမှာလည်းခုတလောတော့ဒါရေပန်းစားနေတဲ့ Super Yi Chan ပေါ့ပြီးခဲ့တဲ့နောက်ဆုံးသူထိုးတက်သွားတဲ့ပွဲစဉ်မှာသူရဲ့ပြိုင်ဖက်ကိုဒါပထမဆုံးချီမှာပေါ့နော်လဲထိုးပြီးတော့အနိုင်ယူခဲ့တယ်ပေါ့ဆိုတော့ပရိသတ်တွေကလည်းတမျှော်မျှော်နေပါဗျာ Super Yi Chan အဲ့တော့လည်းနိုင်ထားတယ်ဆိုတော့ Super Yi Chan ပွဲစဉ်ဘယ်တော့များလာမလဲပေါ့သိမလားတော်လေးစိတ်လှုပ်ရှားစွာနဲ့ဒါစောင့်စားခဲ့ရတာပေါ့နော်ဒါပေမဲ့ခု One Championship ကစီစဉ်လိုက်တဲ့ပုံစံကြတော့တစ်မျိုးတော့ဖြစ်နေဗျာဘာဖြစ်လို့လဲဆိုတော့မြန်မာပရိသတ်တွေကိုအားပေးတယ်လို့နဲ့ဟာလားမြန်မာပရိသတ်တွေစိတ်ပျော်ရွှင်အောင်မြန်မာပရိသတ်တွေရဲ့စိတ်ကြိုက်ပွဲတွေကိုစီစဉ်ပေးတယ်လို့နဲ့ဟာလားအခုဒါ One Championship ရဲ့စီစဉ်တဲ့ပုံကတော့ဒီတစ်ခေါက်တော့တစ်မျိုးလေးတော့ဖြစ်နေတယ်။ဘာတစ်မျိုးလေးဖြစ်နေလဲဆိုတော့ဒီအချက်ကတော့ kickboxing မှာတစ်ခါမှမထိုးသေးတဲ့ Super Yi Chan ကို kickboxing နီးစနစ်အတိုင်းထိုးသက်ဖို့ဖိတ်ခေါ်လိုက်တယ်ပေါ့နော် Super Yi Chan တော့တကယ်တမ်းကျတော့မြန်မာလက်သွေးနီးစနစ်နဲ့ပွဲထိုးလာတယ်လို့ပေါ့နော် One Championship ကိုရောက်တဲ့ခါကျတော့ဒါမွေထိုင်းနီးစနစ်နဲ့ထိုးရတယ်ဒါပေမဲ့အခုဒီတစ်ခေါက်ကျတော့ kickboxing နဲ့ဗျာဆိုတော့နီးစနစ်ပိုင်းရကြည့်မယ်ဆိုလို့ရှိရင်ဒါ kickboxing မှာမထိုးဘူးသေးတဲ့လူဖြစ်တဲ့အတွက်ကြောင့်ဘာပဲပြောအားနဲ့ချက်တယ်အများကြီးရှိနေတယ်နော်ဒီ kickboxing ကိုဆွဲထည့်တာကတကြောင်ပေါ့ဒါပေမဲ့ပို့ပြီးတော့တန်တရားဖြစ်เสียရှိတာတော့သူ့ရဲ့ပြိုင်ဖက်ဆန်အားတစ်ပေါ့နော်ဆန်အားတစ်ကတကယ်တမ်းကျတော့ boxing မှာသူ့ရဲ့ champion ခပတ်ကို6ကြိမ်တိတိတောင်ကာကွယ်ထားနိုင်တဲ့တကယ် fighter ကောင်းပေါ့နော် boxing အတွေ့အကြုံရမ်းများတဲ့ပုံပေါ့One Championship ကိုအခုမှပထမဦးဆုံးချိန်စာချုပ်နဲ့ရောက်လာပြီးတော့ kickboxing ပွဲကို Super Yi Chan နဲ့တည်ပြီးလိုက်တယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုခုန Super Yi Chan အတွက်လည်း kickboxing ကဒါပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ Thai Fighter ဖြစ်တဲ့ဆန်အားတစ်အတွက်လည်း kickboxing ကဒါပထမဦးဆုံးကြိမ်ပဲဆိုတော့ပထမဦးဆုံးအကြိမ်အချင်းချင်းဆိုတော့အတွေ့အကြုံများတိတ်မကွာတော့ဘူးလို့တချို့ပြည်သက်ကချင်းချင်းအဲ့လိုမဟုတ်ဘူးလား Thai Fighter ဆန်အားတစ်ကသူရဲ့ champion ခပတ်ကို6ကြိမ်တိတိတော့နိုင်ထားတယ်ကာကွယ်နိုင်တဲ့တကယ် boxing အတွေ့အကြုံရှိတဲ့ fighter ပေါ့နော်နောက်တော့ဒီဆန်အားတစ်ကမိသားစု gym မှာကြီးပြင်းလာတဲ့ fighter လည်းဟုတ်တယ်ပေါ့နော်ဆိုတော့ထိုင်းမိသားစု gym မှာကြီးပြင်းလာတဲ့အတွက်ကြောင့်မလို့ဘာပြော
ထိုင်းလက်ဝိတ်ကြည့်မလားမွေထိုင်းပေါ့နော်မွေထိုင်းဘက်ကကြည့်လဲသူကတကယ်တမ်းကျတော့အတွေ့အကြုံရှိတယ် boxing ဘက်ကကြည့်လဲဒါတကယ်ကို champion ဖြစ်ခဲ့မှုတဲ့လူ9ကြိမ်တော့ကာထားမှုတဲ့9ကြိမ်တော့မှ champion ဘက်ကိုကာကွယ်နိုင်ခဲ့တဲ့ပုံ fighter ပေါ့နော်ဆိုတော့ super yin ချမ်းနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်တော့ဆန်အာတစ်ကဘာပဲပြောအတွေ့အကြုံအများကြီးရှိတယ် power ပိုင်းကြည့်မလား technical ပိုင်းကြည့်မလားအတွေ့အကြုံပိုင်းကြည့်မလားဆန်အာတစ်ကsuper yin ချမ်းနဲ့ရှင်မယ်ဆိုလို့ရှိရင်တော့အများကြီးတာတဲ့အနေအထားမျိုးကြီးပေါ့နော်တကယ်တမ်းကျတော့ဆန်အာတစ်ကကျွန်တော်အမြင်အရပြောရမယ်ဆိုလို့ရှိရင်တကယ်ဒီ one championship မှာအတွေ့အကြုံရှိတဲ့ fighter တွေနဲ့ထိုးခိုင်းရမှာ Thai fighter တွေလည်းရှိတယ်လို့နိုင်ငံခြားသား fighter တွေလည်းဒီ kickboxing fighter တွေသူ့ရဲ့ weight တန်းမှာပေါ့နော်ရှိတယ်အများကြီးပဲဒါပေမဲ့ဒီ one championship ကိုပထမအဦးစာချုပ်နေတယ်ခေါ်လာပြီးတော့ super ye chan နဲ့တဲပေးလိုက်တာဒီဒါသဘောယူတော့မဟုတ်ဘူးပေါ့နော်ရှင်းပြောရမယ်ဆိုလို့ရှိရင်ဗျာဒီ one championship ဘန်ကောက်မှာထိုးနေတဲ့ one championship ပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်အများအားဖြင့်ကဒါမွေထိုင်းကို promote လုပ်တဲ့ပွဲစဉ်တွေများတယ်ပေါ့နော်ဟိုစုချတာဟို bonus ပေးတာကအစဗျာရန်တိတာတဲ့ပွဲစဉ်တွေအားရှိတယ်ဆိုတော့ဖိတ်မဲ့အတူတူသူအိတ်ဟိုပဲဖိတ်အောင်လုပ်တဲ့သဘောပေါ့ဆိုတော့ Thai fighter အချင်းချင်းထိုးခိုင်းမယ်ဆိုလို့ရှိရင်ဆိုင်အတိရဲ့အနေနဲ့ကထိုးလို့ရတယ်ဒါပေမဲ့ခုနပြောသလိုဟိုနိုင်ရှုံးတဲ့တိတ်မတိကြအောင်နောက် bonus ပေးမယ်ဆိုလို့ရှိရင်ကိုကြည့်ပေးနေရတာမျိုးပါလို့ရှိတယ်ဗျာဆိုတော့အခုက super ye chan နဲ့တည်ပေးလိုက်တယ်ဆိုတော့ဒီဆန်အသစ်ဆိုတဲ့ fighter ကိုဝဲထုတ်ချင်တာလည်းပါတယ်အနိုင်ရစေချင်တာလည်းပါတယ်နာမည်ရစေချင်တာလည်းပါတယ်နော်ဆိုတော့ဘလိုနည်းနဲ့မှမမျှတဲ့ fighter နှစ်ယောက်ကိုတည်ပေးလိုက်တယ်လို့ဖြစ်သွားတယ်နော်ဒါကြောင့်မျိုးဒါပေမဲ့ super ye chan ကလည်းဟိုအရင်ငယ်တဲ့ fighter တော့မဟုတ်ပါဘူးဒါသူသာတကယ်လို့အခွင့်ကောင်းရခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါ super ye chan နေနဲ့လည်းအချက်ကောင်းတွေထိမယ်ဆိုလို့ရှိရင်နိုင်တဲ့အခြေအနေတော့ဒါဘယ်သူမှရှိတာဟုတ်တယ်မလားဒီ weight တန်းမှာထိုးရဲဆိုတော့ super ye chan မှာလည်းအခွင့်အရေးမရှိဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ခုဖြစ်ပုံကဟိုအတွေ့အကြုံရပြောမလား technical ပိုင်းအရပြောမလားပေါ့နော်အရန်ကိုဟိုတာနေတဲ့ဆန်အသစ်ကိုလာပြီးတော့မြန်မာ fighter super ye chan ဒီအတွေ့အကြုံနည်းသေးတဲ့ super ye chan နဲ့တည်ပေးလိုက်တာဒီဒါတနည်းနဲ့ပြောမှဆိုလို့ရှင်တော့ဒါသူရဲ့ boss Chatri က Thai fighter တွေကိုနာမည်ကြီးစေချင်လို့ဒါအောင်လို့ရှင်လဲစုတွေ bonus တွေပေးမဲ့တူကသူ fighter တွေပဲပေးမယ်ပေါ့ဟုတ်လားမြန်မာပြည်သက်တွေရဲ့ခွန်အားမြန်မာပြည်သက်ရဲ့အင်အားကိုကြည့်ပြီးတော့ဒါဟိုစွပေးလိုက်တဲ့သဘောပေါ့နော်ဒါဘလို့ချင်းနေပဲဖြစ်လေနော်ဒါပွဲစဉ်ကမနေ့ပြန်ညလာတော့မယ်ဆိုတော့ super ye chan လည်းအကောင်းဆုံးပြင်ဆင်လာမယ်အကောင်းဆုံးထိုးမယ်လို့တော့ကျွန်တော်တို့ခံမှန်းတယ်ဒါပေမဲ့လို့အတွေ့အကြုံတွေအရ power တွေရော technical ပိုင်းရောအရန်တာနေတဲ့ဆန်အာတစ်ကတော့ဘာလို့ပြောဟိုနိုင်ချီအများကြီးပူရှိတယ်လို့သုံးသပ်မိတယ်ပေါ့နော်နိုင်မယ်ဆိုလို့ရှိရင်လည်းဒါ punch knock out နဲ့ပဲပထမအချိန်မှာ super ye chan တာကောင်းကောင်းလေးဟိုမပြင်ဆင်ထားဘူးဆိုလို့ရှိရင်ပထမအချိန်မှာတည်းပဲအလဲထိုးခံနိုင်တယ်အလဲထိုးခံရမယ်လို့ခံမှန်းမိတော့เนาะအဲဆိုတော့ဆန်အသစ်ကသူ့ရဲ့ပွဲအဟောင်းကိုကျွန်တော်ကြည့်မယ်လေ့လာမယ်ဆိုရင် boxing ကအရင်ကောင်းတာဆို kick boxing လို့တာပြောတာဗျာတကယ်ထိုးလို့ဆိုလို့ရှိရင်တော့ဟိုခြေထောက်နဲ့ကန်ကြတာပါတော့ရှိလို့ရှိတယ်မှာနဲတယ်ဟုတ်လား super ye chan ကလည်းခြေထောက်ဘယ်လောက်ကန်တာမှမဟုတ်ဘူးကွာဘောပြောချင်တာဆိုတော့အများတစ်ခါသူတို့မြောက်ကလက်သီးနဲ့လာမှာပဲဒီလက်သီးနဲ့လာတဲ့အခါမှာဒီဆန်ကတစ်က power ရန်ကောင်းတယ်ထိုးချက်တွေရန်ကောင်းတယ် technical ပိုင်းကောအတွေ့အကြုံပိုင်းအရင်များတဲ့အတွက်ကြောင့်မလို့ပထမဆုံးအချိန်မှာပဲ
စူပါရီချမ်းကို knock out နဲ့အနိုင်ရမယ်လို့ခံမှန်းမိတယ်ပေါ့နော်ဆိုတော့မနေ့ပြန်ညကြမှာပဲအတူတူကြည့်ကြရဲနဲ့ဘသူအနိုင်အရှုံးဆိုတာတော့ဒါအဲ့ခါကျမှလည်းပြန်ပြောရတာပေါ့နော်